တော်ဒီနေမှာဦးဇင်းတို့နည်းနည်းလေးကုသိုလ်ကောင်းမှုတွေတိုးတက်ကြီးပွားရင်းမှာလည်းပဲသစ္စာလေးပါးကိုသိတဲ့မြင်တဲ့အမြင်ဟာအရန်အရေးကြီးတယ်ဆိုတာလေးကိုလောကီလိုလေးနည်းနည်းလေးရှင်းပြီးတော့လည်းပြောကျင်တယ်အောင်အခုပြောတာကနောက်ဆုံးဒုက္ခကတိငြိမ်းသည့်အထိအစဉ်အတန်းအမြင့်မားဆုံးအနေအထားကိုရောက်သည့်အထိရည်ညွှန်းပြီးတော့ပြောလိုက်တာဘဝတန်တရားထဲမှာကျင်လဲနေစဉ်အခါမှာလည်းပဲကုသိုလ်ကောင်းမှုတွေနဲ့တိုးတက်များပြားခြင်းတဲ့ဆိုရင်သစ္စာလေးပါးကိုမြင်တဲ့အမြင်ကိုအခြေခံရှိရတယ်အဲ့ဒါကိုအရင်တို့ဘယ်မှာတွေ့ရတော့အင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာပါပဏိကသုတ်တံဆိုတာရှိအဲ့ဒါဦးဇင်းတို့ဈေးတယ်ဆိုတော့ခေါင်းစဉ်လေးတက်ပြီးတော့ဦးဇင်းတို့တရားလေးတစ်ပုဒ်ဟောထားတာရှိတချို့လည်းပဲနာဘူးကောင်းနာဘူးမယ်လို့ထင်ပါနော်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုတော့ယဟန်တို့တဲ့ဟောဒီလောကကြီးမှာကြီးပွားချမ်းသာမဲ့ဈေးတယ်မှာအင်္ဂါ၃ချက်ရှိတယ်တနည်းအားဖြင့်ကြီးပွားချမ်းသာခြင်းနဲ့ဈေးတယ်ဒီအင်္ဂါ၃ချက်နဲ့ပြည့်စုံရမယ်ဒီတဲ့ဈေးတယ်တွေလည်းအများကြီးပါမလို့ထင်ပါနော်ကြီးပွားချမ်းသာခြင်းနဲ့ကုန်တယ်ဈေးတယ်တွေဟာအည်အသွေးပဲတစ်ချက်ရှိရမယ်၃ချက်ရှိရမယ်တဲ့အဲ့ဒီအည်အသွေးကဘာလဲဆိုတော့စက္ခုမာစဟောတိဝိရုဒောစနေတယတမ္မန္တောစ၃ချက်ပြောတယ်စက္ခုမာစစီးပွားရေးနဲ့ပတ်သက်ပြီးတော့ရောင်းရေးဝယ်ရေးနဲ့ပတ်သက်ပြီးတော့အမြင်ရှိရမယ်တဲ့ဟုတ်လားဝိတုဒောစတဲ့ဉာဏ်နဲ့ရှင်နဲ့အာထုတ်မှုရှိရမယ်တဲ့ဗျံပဒအာထုတ်တာဆိုလိုတာမဟုတ်ဘူးနော်ဉာဏ်နဲ့ရှင်နဲ့အာထုတ်မှုရှိရမယ်နေတယတမ္မန္တောစတဲ့ကိုယ့်ထက်ချမ်းသာတဲ့ကိုယ့်ကိုစောင့်ရှောက်မဲ့အကူအညီတောင်းလို့ရတဲ့အမိကောင်းလည်းရှိရမယ်တဲ့ဈေးရောင်းစားခြင်းတဲ့ဆိုရင်တော့ဒါအကောင်းဆုံးလမ်းညွှန်ချက်ဟုတ်တယ်မို့လားဒကာကြီးများနော်အဲ့ဒါတော့စက္ခုမာစစီးပွားရေးနဲ့ပတ်သက်တဲ့အမြင်ရှိရမယ်ဝိတုရောစဉာဏ်နဲ့ရှင်တဲ့အာထုံမှုရှိရမယ်နေတယတမ္မန္တောစအမိကောင်းရှိရမယ်ဒါကလောကီလိုပြောတာပါနော်အဲ့လိုပဲတဲ့တတ္တဝတ္တုတယောက်ကုသိုလ်ကောင်းမှုနဲ့တိုးတက်ကြီးပွားခြင်းနဲ့ဆိုရင်ဒါကုသိုလ်ကောင်းမှုတိုးတက်ကြီးပွားတယ်ဆိုတာလည်းမဉ္ဇဉ်ရတာကိုရည်ညွှန်းတယ်လို့ထင်ပါတယ်။အောင်ဆိုမဉ္ဇဉ်ကိုလောကုတ္တရာကုသိုလ်လို့မဆိုဘူးလား။လောကုတ္တရာကုသိုလ်နဲ့ပြည့်စုံမှကုသိုလ်ကောင်းမှုတွေပြည့်စုံတယ်လို့ဆိုနိုင်တာမဟုတ်လား။အခုလည်းပဲကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားခြင်းနဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီသောတတော်ကဈေးတယ်လို့ပဲတဲ့သူ့လည်းပဲ၃ချက်အည်သွေးရှိရတယ်။အဲ့ဒီအည်၃ချက်ကဘာလဲဆိုတော့စက္ခုမာစဟောတိဝိတုဒောစနေတယတမ္မန္တောစလို့ထပ်တူပဲဟောတယ်။ဒါပေမဲ့ဈေးတယ်ကတော့စီးပွားရေးနဲ့ပတ်သက်တဲ့အမြင်ပေါ့ကုသိုလ်ကောင်းမှုနဲ့တိုးတက်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ကြတော့ဘလို့အမြင်ရှိရမှာလဲသစ္စာ၄ပါးကိုမြင်တဲ့အမြင်ရှိရမယ်လို့အဲ့လိုဟောတာဗျာနော်ကုသိုလ်ကောင်းမှုတို့ဖြင့်တိုးတက်ကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်တွေအခြေခံအဖြစ်ဘာအမြင်ရှိရမလဲသစ္စာ၄ပါးကိုသိတဲ့မြင်တဲ့အမြင်အခြေခံအမြဲတမ်းရှိရတယ်ဘောဟာဆင်းရဲတယ်ဘောဟာကောင်းတဲ့တရားမဟုတ်ဘူးဆိုတဲ့အမြင်စွဲနေအောင်ရှိရတယ်မဉ္ဇဉ်ဖြင့်သိတဲ့မြင်တဲ့အဆင့်ကိုမဆိုလိုဘူးနော်အပေါ်ယံအဖြစ်ကိုပဲဒီအမြင်ဟာကောင်းတဲ့မှာမလုပ်အောင်စွဲနေရတယ်ဘဝဟာကောင်းတဲ့သဘောမဟုတ်ခိုင်ခိုင်မာမာရှိရမယ်ဒီအမြင်ဘယ်ဘဝမှာကောင်းတယ်လို့မဆိုနိုင်ဘူးပတ်စံရှိတော့ရှိတဲ့ဒုက္ခမရှိတော့မရှိတဲ့ဒုက္ခပညာတတ်တော့တတ်တဲ့ဒုက္ခမတတ်တော့မတတ်တဲ့ဒုက္ခဒုက္ခကတော့ဒုက္ခကြီးပဲတစ်မျိုးကြီးပေါ့တစ်မျိုးကြီးဆိုတာကအပေါ်ယံရှိပြောတာတကယ်တကယ်သိမထူတော့ပေါက်ရလားဗျအေးဒါကြောင့်ခန္ဓာဒီဘဝဒီဆင်းရဲတယ်ဆိုတဲ့အမြင်အခြေခံပိုင်ပိုင်နိုင်နိုင်ရှိရလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဆိုတာကိုပိုင်ပိုင်နိုင်နိုင်သိထားရမယ်မြင်ထားရမယ်ဘယ်လိုလိုပဲဖြစ်ဖြစ်လိုချင်ရင်တော့ဒုက္ခရောက်မှာဒါကတကယ့်ကိုသိထားတဲ့အမှန်တရားတစ်ခုဓမ္မလာနဲ့ဒုက္ခနည်းမှာအောက်ရှင်လောဘတွေကမိုးမုံပြီးတော့အဲ့ဒါဟိုဟာဖြစ်ခြင်းတရားဖြစ်ခြင်းဟိုဟာရခြင်းတရားရခြင်းပြီးတော့လည်းပဲဘာမှမဟုတ်ဘူးကိုယ်ပဲဒုက္ခရောက်တော့ဖတ်ဖတ်မောနေတာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒုတိယရှိရမယ့်အမြင်ကပါလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဆိုတဲ့အမြင်မှန်ကိုင်းကိုင်းမာမာသဘောပေါက်ထားတယ်နောက်သူများပြောလို့ဝိရဝါဒနားထောင်လိုက်တာမျိုးမဟုတ်ကိုယ့်ကိုလက်နဲ့နဲ့စဉ်းစားတာဘဝနဲ့ပတ်သက်ပြီးတော့ဒါအမှန်ပဲဟုတ်တယ်မဟုတ်လားနောက်လောဘချုပ်ချင်းတည်တာနဲ့ဒုက္ခချုပ်ချင်းဖြစ်တယ်ဆိုတာကိုမှန်မှန်ကန်ကန်မြင်ရတယ်နောက်တစ်ချက်ပြောရမယ်ဆိုရင်တော့လောဘနည်းမှာဒုက္ခနည်းမှာလောဘကြီးရင်တော့ဒုက္ခတွေကြီးမှာပဲဆိုတဲ့အမြင်ရှိတယ်မို့လားရှိတယ်နော်နောက်တစ်ခုကဘာတော့ဒုက္ခတကယ်ချုပ်ကျင်တယ်ဆိုရင်အမြင်မှန်တမာတိတိကောင်းဆောင်တဲ့မဂ္ဂင်7ပါးကိုပွားများရတယ်နော်သီလသမာဓိပညာဒီအမြင်မှန်မှာပဲပြန်ပြီးတော့ခေါင်းဆိုင်တယ်ပေါ့နော်အဲ့ဒီအမြင်မှန်ကောင်းဆောင်တဲ့မဂ္ဂင်7ပါးကိုပွားများမှတာလေဒုက္ခငြိမ်းမယ်လို့နော်ဒုက္ခရဲ့အကြောင်းရဲ့ဒုက္ခချုပ်ခြင်းရဲ့ဒုက္ခချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လီလန်းရဲ့ဘယ်နှမျိုးတော့သစ္စာ၄ပါးလောက်ပြည့်စုံတဲ့တရားမှန်ကန်ကောင်းမှုတဲ့တရားလောကမှာမရှိဒုက္ခရဲ့အကြောင်းရဲ့နော်
ဒုက္ခချုပ်ခြင်းရဲ့ဒုက္ခချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းရဲ့ဒုက္ခချုပ်ခြင်းနဲ့ဒုက္ခချုပ်ခြင်းရဲ့အကြောင်းလို့မပြောဘူးနော်ဒုက္ခနဲ့လောဘကိုတော့ဒုက္ခရဲ့အကြောင်းလို့ပြောတယ်နိဗ္ဗာန်နဲ့မဂ္ဂင်7ပါးဒီအကြောင်းအကျိုးသဘောမဟုတ်လို့အဲ့ဒီလိုမပြောတာဒါကိုဦးဇင်းတို့မကြာခဏဥမာပေးဖို့ပါတယ်လောဘကတော့ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဟုတ်တယ်မဂ္ဂင်7ပါးကတော့နိဗ္ဗာန်ရခြင်းနိဗ္ဗာန်ရဲ့အကြောင်းတရားမဟုတ်နိဗ္ဗာန်ရဖို့အတွက်အားထုတ်ရမယ့်နိလန်းသာဖြစ်တယ်အဲဆိုကြပါစို့ဒီကနေမန္တလေးကိုသွားမယ်ဆိုရင်မန္တလေးကိုသွားရောက်သွားသေးတဲ့လမ်းကိုမောင်းရမယ်ပေါ့